ဗုဒ္ဓရဲ့အရေးအောက်မှာငင်းချမ်းနေတဲ့ O7 တောင်ကုန်းကလေးဟာ2000ခုနှစ်ဇန်နဝါရီလထဲမှာလက်နက်အပြည့်အစုံတပ်ဆင်ထားတဲ့ Thai Ranger တပ်ဖွဲ့ဝင်တွေနဲ့ Thai ဘင်းတပ်မတော်ခြေလျင်တပ်တွေဟာ V150 APC တန်ကြပ်ကားရင်တွေ M60 Main Battle Tank တွေနဲ့မြန်မာနယ်မြေတွေကိုကျူးကျော်ဝင်ရောက်လာပါတော့တယ်။ သူတို့ဟာခေါ်လိုက်ရ359စစ်တဲတွေကိုဦးဆဲပင်တောင်ကုန်းကနေဖယ်ရှားပေးဖို့တောင်းဆိုလာခဲ့ပါလေ။ပြီးတော့မဖယ်ပေးရင်အင်အားသုံးဆွဲမိရာဇသံကိုပေးအပ်လာပါတော့တယ်။ခါလာရ350ကစစ်တီအင်အားဟာ30လောက်သာရှိပြီလေ။နောက်တွန်းသွားမယ်ဘူးဟုတ်ပါဘူး။ဒါကြောင့်လုံးဝစုတ်ခွာပြေးမှာဟုတ်ကြောင်းချက်ချင်းပဲအကြောင်းပြန်လိုက်။ ထိုင်းတက်ချက်ကြီးတူခေါင်းဆောင်တော့လက်နက်အပြည့်အစုံတက်ဆင်ထားတဲ့ Thai Ranger 20ကျော်လောက်ကိုမြန်မာဘက်ကတော့ဒုအရာခံဘူးတူခေါင်းဆောင်နဲ့ရှေကာကင်းကုန်းတက်ဆက်ကရင်ဆိုင်ထားလိုက်ကြပါတော့တယ်